1808 ခုနှစ်တွင် Ovarian ကျွန်းတို့မလိုအပ်ပဲပြင်သစ်တပ်များကိုပို့ပြီးတက်ဆွဲထားစေခြင်းဖြင့်နောက်ထပ်အမှားတစ်ခုကိုကျူးလွန်လိုက်ပါသေးတယ်။ဒါအပြင်နပိုလီယန်ရဲ့အရေးပါတဲ့သမိုင်းဖြစ်ရမှန်းတစ်ခုကတော့အမေရိကမှာရှိတဲ့ပြင်သစ်ပိုင်းလူဝီစီယာနာပြည်နယ်ကိုအမေရိကန်ပြည်ထောင်စုထံကိုရောင်းချပစ်ခဲ့ခြင်းပဲဖြစ်ပါတယ်။သမိုင်းတစ်လျှောက်လုံးမှာနပိုလီယန်ရဲ့အကြီးမားဆုံးအမှားနဲ့ပြင်သစ်တို့ရဲ့အကြီးဆုံးဆုံးရှုံးမှုကြီးကတော့ရုရှားနိုင်ငံကိုချီတက်တိုက်ခိုက်ခဲ့ခြင်းပဲဖြစ်ပါတယ်။1809ခုနှစ်တွင်ပြင်သစ်တို့ဟာရုရှားစာဘီယန်နဲ့စစ်ကြီးရေးစာချုပ်ချုပ်ဆိုထားခဲ့တော်လေ1812ခုနှစ်တွင်ရုရှားကိုတိုက်ခိုက်ကြတယ်။ရုရှားတပ်များကချီတက်လာတဲ့နပိုလီယန်တပ်ကိုရင်ဆိုင်တိုက်ခိုက်ခြင်းမရှိဘဲရှောင်ရှားသွားခဲ့ကြတယ်။အဲဒါကြောင့်ပြင်သစ်တပ်တွေကမော်စကိုမြို့ထိအခက်အခဲကြီးကြီးမားမားတစုံတရာမတွေ့ပဲချီတက်သွားနိုင်ခဲ့ကြပါတယ်။ရုရှားတို့မိတိုက်ကချန်ထားခဲ့တဲ့မြို့ဖြစ်တာကျန်နေခဲ့တာကြောင့်ပြင်သစ်တပ်အကြီးကျယ်ဒုက္ခရောက်သွားခဲ့ကြပါတယ်။မော်စကိုတွင်တက်ချထားတဲ့ချိန်ရုရှားဘက်ကစစ်ပြေငြိမ်းရန်ကန်လန့်ခဲ့ပြီး9ဘက်တိတိဆောင်ပေးနေခဲ့တာကိုလည်းပြင်သစ်တပ်အကျိုးမထူတာကြောင့်တက်ပြန်ခေါရန်ဆုံးဖြတ်ခဲ့ပြီးအမိမြေကိုပြန်ဆုတ်သွားခဲ့ကြပါတယ်။ဒါပေမဲ့လည်းနပိုလီယန်ရဲ့ပြင်သစ်တပ်အတွက်အချိန်နှောင်းသွားပြီဖြစ်တာကြောင့်ရုရှားတပ်များရဲ့ရိုက်ခတ်မှုများရုရှားဆောင်တွေရဲ့အေးတပ်ရိတ်ခါမလုံလောက်တဲ့တပ်များကိုမရှုမလခန်းစားခဲ့ရတာကြောင့်ပြင်သစ်ပြန်ရောက်မှစစ်သည်100%သာကျန်ရှိနေခဲ့ပါတယ်။ဩစတြေးလျ၊ပရုရှားအစရှိတဲ့သိပ္ပံခံပြည်နယ်တွေနေဖြင့်လည်းယခုချိန်ထိဟာပြင်သစ်တို့ကိုတော်လှန်ရန်အချိန်ကားဖြစ်နေတာကိုနားလည်ခဲ့ကြတာကြောင့်တပြည်နယ်လုံးတိုင်းတာနဲ့ရွရွချွန်ချွန်တော်လှန်ခဲ့ကြပါတယ်။